ဘဒန်စစ်ပွဲဟစ်ဂျရီ2ခုနှစ်ရမ်ဇန်လ18ရက်နေ့တောက်ကြနေ့မှာဖြစ်တယ်ဒီစစ်ပွဲမတိုင်ခင်ရက်အတော်ကြာကတမန်တော်ဆလောလ္လာအလိုင်ဖလန်ရဲ့ဖူဖီအဖေဘက်ကအတော်ဖြစ်တဲ့အာဒီကာဘင်တေအဗ်ဒူလ်မူတာလစ်ကအိမ်မက်မြက်အိမ်မက်ကဘာလဲဆိုရင်ကလအုပ်စီးနှင်းလာတဲ့ပုဂ္ဂိုလ်တူကအဘဒွာဆိုတဲ့နေရာကိုရောက်ရှိလာပြီးမိမိရဲ့ကလအုပ်ကိုနားစေတယ်နားပြီးတော့သူကပြောတယ်အိုးအလောရှိမြတ်အားတစ္ဆာဖောက်သူအပေါင်းတို့မင်းတို့မိမိတို့လဲကြခံရမယ့်နေရာများကို3ရက်တွင်ထွက်ခွာသွားကြကုန်အတန်ကျဲလောင်သွားပြီးဟစ်အော်ပြောတယ်အဲ့လိုအော်တဲ့အခါမှာလူများကအဲ့ဒီပုဂ္ဂိုလ်ထံကိုဝိုင်းအောင်လာကြတယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းမိမိရဲ့ကလအုပ်ကိုဆွဲပြီးတော့မှကာဘာကျောင်းတော်ကိုသွားရောက်ပြီးတော့အလားတူပဲထပ်အော်တယ်ဒီလိုပဲအဲ့ဒီနောက်မှာဂျပ်ပလီအဘူကိုပိုက်တော်မော်တက်ရောက်ပြီးတော့မှကြော်ပြားကြီးတစ်ချက်ကိုတော်မော်ကနေသူကပြစ်ချလိုက်တယ်အဲ့ဒီကြော်ပြားကြီးကအောက်သို့ကျလာတဲ့အခါမှာအစိမ့်သိမ့်အမှမှဖြစ်သွားပြီးမကာမြို့အတွင်းမှာရှိတဲ့အိမ်တွေတအိမ်မကြံအိမ်တိုင်းမှာအဲ့ဒီကြော်ပြားကြီးရဲ့အပိုင်းစာတွေကြောက်သွားတယ်အာဒီကာကအဲ့ဒီအိမ်မက်အကြောင်းမှတ်ပြီးတော့မှသူ့ရဲ့မောင်ဖြစ်တဲ့ဟာဒရတ်အဘာစ်ဘင်အဗ်ဒူလ်မူတာလစ်ရာဒီအလာတာလာအလိုတခင်ကိုတင်ပြအလောရှိမြတ်ကဆန်မင်းရဲ့အမျိုးသားတွေအပေါ်ဘေးအန္တရာယ်တွေကြောက်လာမယ်လို့ငါစိုးရင်နေဆိုပြီးတော့ဒီအိမ်မက်ကိုပြောပြနောက်ပြီးတော့ဒီအိမ်မက်ကိုလည်းဘယ်သူမှမပြောနဲ့ဆိုပြီးတော့သူကတားပြတာဒါပေမဲ့ဟာဒရာအဘာစ်ရာဒီအလာတာလာအလိုတခင်ကအမရဲ့အိမ်မက်အကြောင်းကိုမိမိနဲ့အလွန်ရင်းနှီးတဲ့မိတ်ဆွေဖြစ်တဲ့ဝလီဘင်ဥဒ်ဘာကိုအစဆုံးပြောလိုက်ဝလီဘင်ဥဒ်ဘာကလည်းအဲ့အိမ်မက်ကိုဝလီကိုတားမြစ်ထားပြီးမဲ့လဲသူကမိမိဖခင်ဖြစ်တဲ့ဥဒ်ဘာကိုထပ်ပြီးတော့ဒီအကြောင်းကိုအလုံးစုံပြောပြလိုက်အဲ့လိုနဲ့ဒီအိမ်မက်ကမကတစ်မျိုးလုံးပြန့်သွားတယ်အာဒီကာစကင်မအိမ်မက်မြင့်မဲ့ပြီးဒုတိယရက်ဖြစ်မဲ့တတိယနေ့ဖြစ်မဲ့ဟာဒရာအဘာစ်ရာဒီလာအန်လိုတခင်ကကာဘာကျောင်းတော်ကိုရောက်ရှိတဲ့အခါမှာအဲ့ဒီအခါမှာအဘူဂျဟန်နဲ့လူစုအတူထိုင်နေတယ်ထိုင်နေတဲ့အချိန်မှာအဘူဂျဟန်ကခနဲ့ပြီးတော့စောင်းမြောင်းပြီးတော့မှသူကဘာပြောလဲဆိုရင်ဟာဒရာအဘာစ်ရာဒီလာတာလာအန်လိုတခင်ကိုအိုးအဘူဖဇန်မင်းတို့တဲကယခင်ကယောက်ျားအမျိုးသားပဲနဗီတမန်တော်ဖြစ်တယ်ရေးဆိုခဲ့တယ်အခုတပံအမျိုးသမီးကလည်းနဖီဖြစ်ကြောင်းအရေးဆိုနေတယ်ဆိုပြီးတော့မှသူကပြောတယ်ဟာဒရာအဘတ်ကဒီအကြောင်းအရင်းစုံတန်းတဲ့ကအဘူဂျဟန်တည်သွားပြီပေါ့အဲ့ဒီရဲ့အိမ်မက်ပဲဗဒန်မှာသူတို့တွေအာဒီကာတခင်မရဲ့အိမ်မက်ကိုမြဝါထင်နေမြင်တွေ့ပြီးကြာရှုံးသွားတယ်